Hello အားလုံးပဲမင်္ဂလာပါချယ်ပါဒီနေ့ချယ်ကဘယ်လိုပြမှာလဲဆိုတော့ဒီ Sakura School ထဲမှာပေါ့နော်အိမ်ဝယ်နီးလေးကိုပြပြဖြစ်ပါအိမ်ကကြော်တော့ ID မလို့တဲ့အိမ်ဒီပေါ့နော်ဒါပေမဲ့တခုပြောချင်တာကတော့ Wi-Fi သုံးဖို့ data လုပ်ပါတယ်ကဲဒါဆိုရင်စလုပ်ကြည့်ရအောင်နော်ပထမအဆုံးချယ်တော့ဘာကိုလောက်ရမလဲဆိုတော့ဒီကပြထားရဲ့မီနူထဲဝင်မယ်ပြီးတော့လို့ရှိရင်ဘာဝယ်ရမလဲဆိုတော့ prof ထဲပဲဝင်မယ်ပေါ့နော် prof ထဲဝင်လာလို့ရှိရင်ဒီ page ကဟာလေးတွေ့လိုက်မယ်ပေါ့နော်အဲ့ဒီထဲမှာဒီပေါ့နော်ဒါလေးကကြောတော့ okay အခုပြထားဒါလေးကကြောတော့ဗာလေးလဲဆိုတော့သူက ID ထဲတဲ့နေရာဒါကကြောတော့အိမ်ဆောက်တဲ့နေရာပါရှင့်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ဒီလိုလေးပေါ်လာလေးပဲပေါ့နော်အဲ့လိုပေါ်လာလို့ရှိရင်ကိုလုံးမဲ့ဟာလေးကိုနှိပ်လိုက်မယ်ဒါကကြောတော့ family house 2ဆိုတဲ့ဟာလေးပေါ့နော်Okay အဲ့လိုခဏဆောက်မယ်ပေါ့နော်ကြည့်ဒါဆိုလို့ရှိရင်ဒီနေရာရောက်သွားပြီပေါ့နော်ဒီရင်ရတော့ချိန်ဆောက်နေကြအင်းလေးအရင်လာရပေါ့နော်တစ်ချက်ဝင်ပြမယ်အခုပြနေအခုကတော့ဒီလိုမျိုးလေးပေါ့နော်ဒါလေးကျတော့တပ်ပင်အဲ့လိုမျိုးတပ်ပင်ပေးထားတာပေါ့နော်ဒီလိုမျိုးပေါ့လေဒါဆိုရင် water color အပေါ်ထက်လေးလည်းပါတယ်เนาะအပေါ်ထက်လေးကိုချက်ပြမယ်တော့ကျတော့ hospital အဲ့ဘဝ hospital လမ်းဒီเนาะနီးတယ်ကဲအခုဆိုရင်ဒီနေရာလေးရှိတယ်ပေါ့လို့ဆိုတော့ဒီမှာအခန်းနှစ်ခန်းရှိတယ်ဒီခန်းပထမခန်းကိုပြမယ်เนาะပထမခန်းကကျတော့ဒီမှာဒါကျတော့တယောက်အိတ်ကလေးပဲပေါ့เนาะဒီဘက်မှာမှန်တယ်ဗောမင်းအောင်ဘာလို့ရှင်ဒီဘက်ကဟာပြမယ်ဒီဘက်ကဟာကျတော့ဒီဘက်ကဟာလေ2ယောက်အိတ်ဟုတ်2ယောက်အိတ်ပေါ့နော်ဒါ2ယောက်အိတ်စောနာဟာ1ယောက်အိတ်ပါပေါ်ရင်ဒါလေးကကျတော့ဗီဒီယိုလေးပေါ့နော်ဒါလေးက YouTube ကအင်တာလေးပါမိုက်တယ်哦ဒါလေးရှိတယ်ပေါ့နော်ဒါလေးကတော့ cherry လောက်ပြအိမ်လေးပေါ့နော်ဟေးဝေဝါအော်နဲ့ဒါကျတော့အစနာ on ဆိုတွေ့ရလို့ပဲsorry ဘာလို့ဟာရမ်းမှာပေါ့နော်အောက်စားလေးတွေ့တယ်ဘာလို့ဟာတိပါဦးဒီကရောက်ရင်အဲ့လိုလေးအော်နေနော်ရပါတယ်ထားပါတော့ကဲအခုပြခဲ့တာကတော့အိမ်လေးပဲဖြစ်ပါတယ်ဒီအိမ်လေးကိုကြိုက်နေကြ like subscribe ရေးလုပ်ပေးပါအောင်နော်အားလုံးကြည့်ကြတယ်ကြည့်ကြပါ bye